လာပါဒီနေ့တော့အရန်လွယ်ပြီးတော့အခြေခံကြတဲ့အင်္ဂလိပ်စာစကားလုံးတွေနဲ့မိတ်ဆက်ပေးမယ်เนาะတီပီသားသူတွေအတွက်ဆိုရင်တော့အရန်လွယ်တဲ့စကားလုံးတွေဆိုပေမဲ့မတီသေးတဲ့သူတွေအတွက်တော့အရန်ကိုအကျိုးရှိပါတယ် Okay ဆရာမနဲ့အတူတူဘာတွေလဲဆိုတာကြည့်လိုက်ရအောင်ပထမတစ်ခုကကြတော့ morning M O R N I N G morning မနက်ခင်းနောက်တစ်ခုကကြတော့ afternoon နေ့လယ်ခင်း A F T E R N O O N afternoon နေ့လယ်ခင်းနောက်တစ်ခုကကြတော့ evening evening ကကြတော့ညနေခင်းအဲ့ဒီတော့ပြန်ပြောကြည့်မယ်နော် morning မနက်ခင်း afternoon နေ့လယ်ခင်း evening ညနေခင်းအဲ့တော့သူတို့တွေရဲ့ရှေ့မှာ G O O D good G O O D good good ဆိုတဲ့စကားလုံးလေးထည့်လိုက်လို့ရှိရင် good morning မင်္ဂလာမနက်ခင်းပါနောက်ဆက်တဲ့စကားလေး good afternoon မင်္ဂလာနေ့လယ်ခင်းပါ good evening မင်္ဂလာညနေခင်းပါဒီစကားလုံးလေးတွေဖြစ်သွားတယ်เนาะ okay နောက်တစ်ခုကကြတော့ DAY day နေ့ NIGHT night ညနောက် MONTH 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 ဆိုတာလပေါ့နော်ဒီမှာမေလဇွန်လဇူလိုင်လစသဖြင့်ပေါ့နော် month နောက်တစ်ခုကကြတော့ YEAR 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 okay ဒါကကြတော့နှစ်ကဲမတည်သေးတဲ့သူတွေကဒီအခြေခံအကျဆုံးစကားလုံးလေးတွေကိုလေ့လာကြမှတ်ထားရအောင်နော်